ကဲကျင်းလို့ရသေးတယ်မိုးအေးလေးမှာကျွန်တော်ဒီနေ့မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုအဲ့အပါမြေကွက်ပေါ့ရေမီအပြည့်စုံတဲ့အသင်းနေထိုင်လို့ရမယ် master bedroom 3ခန်းပါမယ်အဲ့ဒီတစ်လုံးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ဒီနေရာကတော့ပြူးနွေမျိုးဒီဖျားအနီးကရက်ကွက်15ဖောင်းတော့မှာဖြစ်တယ်ကဲကျွန်တော်တို့လိုက်ပါပြီးတော့ကြည့်ရှုပေးပါဦးကျွန်တော်တို့တွားကြည့်လိုက်ရအောင်အိမ်လေးအနေထားလေးတွေအပြင်ဆင်လေးတွေဈေးနှုန်းနဲ့ပေးရတဲ့ဈေးနဲ့ရရမယ့် quality အိမ်အနေထားတန်ရလားဆိုတာကျွန်တော်တို့လေ့လာသုံးသပ်ကြည့်အောင်နောက်ခုရောက်ရှိနေတာဆိုရင်ဒါပြူးနွေမျိုး55ဖောင်းတော့တဲ့ရောက်ရှိနေတာဖြစ်ပါတယ်ဖောင်းထဲမှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်အနေနဲ့အိမ်အစ်တစ်လုံးဈေးနှုန်းအတင်းနဲ့နားထောင်ကောင်းတဲ့ဈေးနှုန်းနဲ့ရောင်းချပေးမှဖြစ်တဲ့အတွက်လာရောက်မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒီအိမ်လေးဖြစ်ပါတယ်ချန်ကျဲကတော့9.50နဲ့ရှင်းနောက်အရှည်ကတော့56ပေရှိပါတယ်အဲ့အကျယ်ပေါ်မှာအိမ်အကျယ်30နဲ့34ပေါ်မှာတိဆောက်ထားတယ်ဒီအိမ်အသေးကြီးနဲ့ကျွန်တော်အနေနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာဒါဝင်ချင်းမှာဒါflower ပေါက်တွေလည်းပြုလုပ်ပေးထားရတယ်နောက်ပြီးတော့ဒီမှာ walnut တွေရောနေရန်အလားဆင်တဲ့ကြောက်တွေအပြင်ဒီမှာအိမ်ဝင်ချင်းမှာဆိုရင်ဒီမှာကျွန်းကမကြီးပြီးတော့ဒီမှာအလားဆင်မီးလေးတွေနဲ့တရက်လေးကိုရီးယားပါကေးခင်းပေးထားတယ်ဝင်ချင်းမှာဆိုရင်ဒီမှာကျွန်တော်အနေနဲ့တွေ့ရတာဒါအိတ်ကန်းကျယ်ကြီးတစ်ခုပထမဆုံးတွေ့ရတယ်။ဗကြီးကားနေလည်းလုံးဝအလှဆင်ပေးထားတယ်။အပေါ်မှာဆိုရင်လည်းမီးဆိုင်လေးတွေနဲ့အရန်ဖျားချောင်းဆောင်လေးတွေပါဝင်နေဗျ။အိတ်ကန်းရပြီးမှဆိုရင်ဒီမှာဖျားချောင်းဆောင်လေးတစ်ခုထည့်သွင်းပေးထားတယ်ဒါအဝန်းကျင်ရဲ့အနေထားလေးတွေဖြစ်ပါတယ်။ကဲကျွန်တော်တို့အခန်းလေးတော့ကြည့်အောင်ဒီအိမ်ခန်းဖွဲ့စည်းပုံကြီး master 3ခန်းများတော့ပါတယ်။မွေးရာတွေကရင်တွေနောက်ပြီးတော့ဒီမှာ city home တစ်စိတ်ဒါမန်တင်ခုံတွေကအစအသုံးပြုပေးထားပါတယ်ခင်ဗျာ။အဝန်းကျင်အနေထားလေးတွေကအရန်တာရတယ်။လုံးဝမူလရွာမြေစစ်ရက်ကွက်မြေဖြစ်ပါတယ်ခင်ဗျာ။ရက်ကွက်မြေမှာတိစောက်ထားတဲ့အင်ကြီးအင်ကောင်တစ်လုံးပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီမှာရေဦးရေအေးဆက်ပြီးတက်စီပေးထားတဲ့ပိုးလာကြီးဒီမှာရှာဝါတွေအစအကုန်ပါမယ်နော်။ဒီမှာညအိမ်မီးတွေရောအခန်းတိုင်းမှာပါဝင်မှာဖြစ်ပါတယ်ခင်ဗျာ။ဒါပထမဆုံးတွေ့ရတဲ့ master bedroom ဒါဒုတိယမြောက်တွေ့ရတဲ့ master bedroom ဖြစ်ပါတယ်။အခန်းတိုင်းမှာဆိုရင်ဒီမှာဒီအခန်းမှာဆိုရင်လည်းမွေးရာတွေထည့်သွင်းပေးထားပါတယ်ဒါဒုတိယမြောက်တွေ့ရမယ်အခန်းရဲ့အနေထားလေးဖြစ်ပါတယ်ဒီမှာညအိမ်မီးတွေလည်းတက်ဆင်ပေးထားပါတယ်ဟောဒီခန်းမှာလည်းကျွန်တော်ဂရင်းမပါဘူးထင်တာအခန်း3ခန်းလုံးမှာဂရင်းတွေဒီမှာမွေးရာတွေထည့်သွင်းပြီးတော့ဒါအစင်သက်တက်နေလို့ရအောင်ပြုလုပ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာအိမ်ရဲ့ဘေးပတ်ဝန်းကျင်မှာဆိုရင်လည်းဒီမှာကား3စီးကိုအေးစစ်စစ်ကိုရပ်ထားလို့ရဒီမှာဆိုရင်နေရာကျယ်ကြီးတစ်ခုကိုကြံနေသေးတယ်ဗျဖွဲ့စည်းမှုအားကောင်းတကားလေးဆိုလည်းဒီမှာကျွန်တော်ကြိုက်မိတာတစ်ခုကprivacy အပြည့်ရှိတယ်အပြည့်နဲ့တကားလာခောက်မယ်ဆိုရင်အထက်နေပြီးတော့လမ်းပြီးတော့ကြည့်လို့ရပါတယ်ဒါကတော့ dining room kitchen လို့ဒီမှာဒီ partition လေးတစ်ခုနဲ့ကပေးထားတယ်ခွဲပြန်ပေးထားတယ်ခင်ဗျာနောက်ပြီးတော့ဒါ dining room kitchen မှာဒါသမင်းစားခန်းအတွက်စပွဲလေးထိုင်ကုန်လေးပါမယ်ဒီမှာအပေါ် cabinet ဒီဘုတ်ခန်းအတွက်အပေါ် cabinet အောက် cabinet လေးတွေလည်းပါဝင်ဖြစ်ပါတယ်ခင်ဗျာဘေးစင်ဒီမှာဆိုရင် black ကုန်တွေဒီမှာသမင်းပေါင်းတွေဟင်းပေါင်းတွေချိတ်ဆက်ပြီးတော့သမင်းဟင်းချက်လို့ရပါတယ်ဆန်နောက်ဘက်မှာဆိုရင်လည်းဒီမှာလုံးဝတာရတဲ့ပတ်ဝန်းကျင်နဲ့ဒီမှာအပြင်ဘက်မှာဆိုရင်လည်းကြည့်ပါအောင်ကွန်မွန် pilot ဘောလေးပေါင်းမှာဖြစ်ပါတယ်ခင်ဗျာကဲဒီအိမ်လေးပေါ်စင်းတော့3,350ညှိနှိုင်းဆိုတော့အရင်ကိုတန်လို့ပြီးတော့နားထောင်ကောင်းတဲ့အထက်မှာပါဝင်နေတာဖြစ်ပါတယ်ဒီလေးကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ဖုန်းဖြစ်တဲ့3994လုံး9418ကိုဓာတ်ရိုက်ဆက်သွယ်မိမြတ်ပြီးတော့ကြည့်ရှုဝယ်နိုင်ပါတယ်ခင်ဗျာဒါပတ်ဝန်းကျင်နေထားလေးကျွန်တော်ပြမယ်ပတ်ဝန်းကျင်မှာဆိုရင်လည်းဒီမှာလုံးဝတိုက်ကြီးတိုက်ကောင်းတွေလုံးဝတော်တော်ရရရှိတယ်အင်ကြီးအင်ကောင်းတွေလုံးဝရွာမြေအစ်စ်ထက်မှပါဝင်တဲ့အရန်ကိုဖွဲ့စည်းမှုအားကောင်းကောင်းနဲ့ဒီဆောက်ထားတဲ့အင်ကြီးအင်ကောင်းတစ်လုံးပဲဖြစ်ပါတယ်ကဲဒါတော့အပြင်ဘက်ကကားပတ်ကင်းအနေထားကျွန်တော်ချန်ရှိပါပြအောင်မယ်